ဖုန်းမျက်နှာပြင်တွေ Noti တွေကြောင့်စိတ်ရှုပ်စရာမလိုတော့ပဲခုကျမ်းမာရေးကိုပဲအပြည့်အဝအာရုံစိုက်ချင်လား Google ကတကယ့်ကိုထူးဆန်းတဲ့ပစ္စည်းတစ်ခုထုတ်လိုက်ပြီဗျအဲ့ဒါကတော့ Google Fitbit Air ပဲဖြစ်ပါတယ်ဒီကောင်ကတခြားစမတ်နာရီတွေလို screen လုံးဝမပါဘူးပြီးတော့ NBA champion Stephen Curry ကိုယ်တိုင်ပူးပေါင်းပြီးဒီဇိုင်းထုတ်ပေးထားတာပါဘန်းအပါဝင်မှာအလေးချိန်12 gram ပဲရှိလို့တကယ့်ကိုပေါ့ပေါ့ပါပါနဲ့ဝတ်ထားမှတော့သိမှာမဟုတ်ပါဘူး screen မပါလို့အလုံးမလုံးဘူးလို့တော့မထင်နဲ့ဘူးသူ့ရဲ့အနောက်မှာလူကျမ်းမာကြီးကိုစောင့်ကြည့်ပေးမဲ့ sensors တွေအစုံပါတယ်နှလုံးခုန်လုံးတိုင်းပေးမယ်ရပဲအိပ်ရင်သွေးတွင်းအောက်ဆီဂျင်တိုင်းပေးမယ်ပြီးတော့အရည်ပြားအပူချိန်ပြောင်းလဲတာကိုပါတိတိကျကျမှတ်တမ်းတင်ပေးနေမှာဒီအချက်လက်တွေကို Google ရဲ့ Gemini AI ကနေတဆင့်ကိုကျမ်းမာကြီးအတွက်ဘာတွေလုပ်သင့်လဲဆိုပြီးအကြံဉာဏ်တွေအမြဲပေးနေမှာဗျဘက်ထရီကလည်းတစ်ခါအားသွင်းရင်တစ်ပတ်အပြည့်အသုံးခံပြီးမီတာ90အထိရေးဆိုခံတော့ရေကူးရင်လည်းဝတ်ထားလို့ရတယ် Android ကို iOS ကိုအကုန်ချိတ်သုံးလို့ရပြီဈေးနှုန်းကဒေါ်လာ100ဝန်းကျင်ပဲရှိတာဆိုတော့ဖုန်း screen နေနဲ့ဝေးနေပြီကျမ်းမာကြီးတကယ်လုတ်ချင်သူတွေအတွက်တော့အကြိုက်တွေ့စီမဲ့ပစ္စည်းစားတစ်ခုဖြစ်မှာသိချပါတယ်ဗျ